ကျမဟာတစ်ဖက်သက်ချရသူအကြောင်းကိုဝတ္ထုတဲ့ခေရေးခေရကနေတင်ညာရင်းချင်းပတ်ပွားခဲ့တဲ့အင်တာနက်ပေါ်မှာဒီဝတ္ထုတွေကမျိုးသားဆက်ဆောင်ရဲ့ငါပုံရိပ်စစ်ကဘယ်သူလဲဆိုတာကိုဝိုင်းရှာနေကြပေမဲ့ကျမကအစကတည်းကတေချာဖုံးကွယ်ထားခဲ့လို့ကျမမှာတစ်ဖက်သက်ချစ်ခေရသူရှိရဲဆိုတာဘယ်သူမှမသိခဲ့ကြဘူးအဆက်နှစ်တာကုန်သွားခဲ့ပြီးကျမကလည်းအဲ့ဒီလူကိုမိသွားပြီလို့ထင်ခဲ့မိတာဝတ္ထုတစ်အုပ်လုံးကိုသူ့အကြောင်းနေနဲ့ပဲပြည့်ညက်အောင်ရေးခဲ့မိစေတဲ့အဲ့ဒီလူနဲ့ဝမ်းကွဲအမရဲ့မင်္ဂလာဆောင်မှာပြန်ဆုံးပေးရမယ်လို့မထင်ထားခဲ့ဘူးမင်္ဂလာပွဲမှာကျမကိုဝမ်းကွဲအမကလူအုပ်ကြားရေးကိုအားတက်တရောတွန်းပို့လိုက်တယ်ဒါကတော့ငါတို့အိမ်ကစာရေးဆရာမကြီးလင်းရွှေရနေကျမလည်းလူမှုရေးရပြုံးပြနေုံပဲတက်နိုင်တော့တယ်နေဦးခဏနေရင်သူ့ဝတ္ထုတအုပ်စီလူတိုင်းကိုလက်ဆောင်ပေးမယ်နော်အင်ကန်ရင်အကုန်တေချာဖက်ကြမဟုတ်ပါဘူးကန်တောင်းလို့နာမည်ကြီးသွားတာပါလို့ကျမကညှိလိုက်ပေမဲ့ဘေးကလူတွေကတော့အရန်တက်ကြနေကြတယ်နင်တို့အတုပ်ကြောင်ပြောရရင်ကျမ်းမိသားစုကကျန်းကြားရွှေကိုမှတ်မိသေးလားသူကအခုပေချင်းမှာနာမည်ကြီးရှိနေဖြစ်နေပြီးအနစ်ကိုအများကြီးရှာနိုင်တာသူဒီနေ့ပြန်လာမယ်လို့ငါကြားတယ်သူတို့သားကသူ့ဝမ်းကွဲအကူမဟုတ်လားကျန်းကြားရွှေဆိုတဲ့နာမည်သုံးလုံးဟာကြည်လင်းနေတဲ့ရေကန်ထဲကိုခဲတုံးခိချလိုက်တယ်လို့ကျမရင်ထဲမှာနှိုင်းတွေခတ်သွားစေတယ်ကျမအကြာကြီးကြောင်သွားမိတယ်သူ့နာမည်ကိုမကြားရတာဘလောက်တောင်ကြာသွားပြီလဲငါပစတက်မှာပဲရင်းနှီးတလို့နဲ့စိမ့်တက်နေတဲ့အတန်တစ်ခုနောက်နားကထွက်လာတယ်ကျွန်တော်အကြောင်းပြောနေကြတာလားကျမတကူလုံးတုတ်တက်သွားပြီးတောင်းတောင်ကြီးနဲ့နောက်ကိုခီးခီးချင်းလှည့်ကြည့်လိုက်မိရဲ့အဲ့ဒီမှာတစ်ဆက်နှလုံးလုံးမတွေ့ခဲ့ရတဲ့အဲ့ဒီလူဟာဘာတတိပေးချမ်းမှမရှိပဲကျမရှိမှပေါ်လာခဲ့ပြီကျန်းကြားရွှေကမညံနေကအတိုင်းဘာမှမပြောင်းလဲသေးဘူးခိရှားရဲ့မျက်နှာပေါက်နဲ့အရင်ကလူငယ်လေးရဲ့ပုံစံအစားရင်းချက်တဲ့မျိုးသားတယောက်ရဲ့အင်းငယ်မှုနဲ့ထက်မြက်မှုတွေပိုတိုးလာတာပဲရှိတယ်သူ့အကြည့်တွေကကျမပေါ်ကြားရောက်လာတယ်လို့ပဲကျမလက်ကိုတင်းတင်းဆုပ်ထားမိပြီးစိတ်ထဲမှာနှုတ်ဆက်ဖို့နီးလန်းမောင်းဆောင်ကိုစဉ်းစားနေမိတယ်ဟိုင်းကျန်းကြားရွှေငါ့ကိုမှတ်မိလားငါနေရွှေရလေးနေ့ရဲ့အရင်ကထိုင်ကုန်ဖို့ဒါပေမဲ့ကျန်းကြားရွှေကကျမကိုစကားပြောခွင့်မပေးခဲ့ဘူးသူ့ကြည့်တွေကကျမကိုချက်ချင်းကြောက်ခဲ့သွားပြီးသူ့အကြောင်းပြောနေတဲ့ဆွေမျိုးစီကိုပဲကြည့်ကတဘာဝတက်ကြစလုံးဝင်ပြောလိုက်ခဲ့အမလည်းပေးချင်းမှအခြေအနေမစိုးပါဘူးကျမပြင်ဆင်ထားသမျှစလုံးတွေအကုန်လဲချောင်းထဲမှာတက်ဆိုသွားတယ်ကျမရဲ့နှလုံးသားကိုမမြင်ရတဲ့လက်တစ်ဖက်ကတင်းတင်းဆုပ်ထားပြီးအောက်ကိုပြုတ်ကျသွားတယ်လို့ခံစားလိုက်ရရင်ဟုတ်တာပေါ့သူကျမကိုမှတ်မိလိုက်မယ်လို့ဘာလို့များမျောနေနေမိရလဲရှင်ထဲမှာအယမ်းမွန်းကျက်လာလို့ကျမတန့်စင်ကန်ခဏသွားလိုက်အောင်မယ်လို့ပြောပြီးခက်ပြေးတယ်လို့ထွက်လာတယ်မိတယ်အပြင်ဘက်မှာခဏလောက်စိတ်ကိုအေးအောင်ထားနေတော့ကျန်းကြားရွှေကနှာပါတဲ့အမျိုးသမီးတယောက်ကိုကြိုးကိုထွက်လာတာတွေ့လိုက်ရတယ်ကျမသူမကိုသိရပေါ့ကိုကြီးကျမရဲ့အထက်တန်းကျောင်းလုံးကအခင်ဆုံးတငယ်ချင်းဖြစ်တယ်လို့ကျန်းကြားရွှေချစ်ခဲ့ရတယ်သူလေချင်းရှင်းထက်သွားတဲ့အချိန်မှာကိုကြီးကရုပ်ပြည့်ရက်လိုက်ပြီးကျမကိုအတားကြီးကြည့်နေနေငါနေရွှေရလားအေးငါပါကြာပြီနော်ကိုကြီးကကျန်းကြားရွှေကိုချက်ချင်းနဲ့ကြည့်ပြီးအဖြစ်တင်တယ်လို့ပြောတယ်နေကလည်းဘာလို့ငါ့ကိုမပြောတာလဲနေရွှေရလဲနားရဲဆိုတာဒါမှမဟုတ်နေလဲသူ့ကိုမမှတ်မိတော့တာလားသူကနေရွှေရလေးနေထိုင်ကုန်ဖို့လေကျမလက်ကိုတင်းတင်းဆုပ်ထားမိချိန်မှာပဲကျန်းကြားရွှေရဲ့ဒီနေနဲ့အတန်ကိုကြားလိုက်ရတယ်မမှတ်မိဘူးတို့တောင်းတဲ့စကလုံးလေးလုံးဟာတခြားစကားတွေထက်ပိုပြီးဆူရှာနေတယ်လို့ပဲညရည်ဝဲချင်လာပေမဲ့အာတင်ပြီးပြုံးပြတာစကားလမ်းကြောင်းခွဲလိုက်တယ်မင်္ဂလာပွဲဆောက်ရမယ်အထဲဝင်ရအောင်ကျမရှိကနေခန်းမရဲကိုဝင်သွားခဲ့တယ်ကျမရဲ့နောက်နားမှာတော့ကျန်းကြားရွှေရဲ့ရင်းနှီးမထွေးတဲ့အတန်ကိုကြားနေရတယ်နေပါလို့အခုမှလာတာလေမပြောပါနဲ့တော့နေနောက်ကျသွားလို့အခုမှဆင်းဆင်းချင်းမှာပဲထူးထူးဆန်းဆန်းကြောင်းကြားစာတစ်ခုရသေးတယ်ပေချင်းနေကြောင်းလိုက်ရဲ့အတော်ဆုံးနေရင်မဲကတိုင်ကြားခံရတာလားအေးလေဒီနေ့ငါတန်ကအဲ့ဒီလိုဖြစ်နေတာကျန်းကြားရွှေကအตาရရေးတန်လေးနဲ့ပြောတယ်ရပါတယ်နောက်မှပေချင်းရောက်ရင်ငါသမင်းကျွေးမယ်နင်ပြောတာနော်အရင်ကငါတို့မသွားဖြစ်ခဲ့တဲ့ဆိုင်ကိုသွားမယ်အဲ့ဒီစကားတစ်လုံးချင်းစီကကျမရဲ့နှလုံးသားကိုအဲ့နဲ့ထိုးနေတယ်လို့ပါပဲမနာပေမဲ့စစ်စစ်နဲ့ကိုက်နေတယ်မင်္ဂလာပွဲအပြီးမှာဝမ်းကွဲအမကကျမရဲ့ဝတ္ထုတွေကိုတငယ်ချင်းတွေကိုလိုက်ဝေတယ်အဲ့ဒီထဲမှာကျန်းကြားရွှေလည်းပါတာပေါ့သူဖတ်မှာကိုကျမမကြောက်ပါဘူးအထက်တန်းသုံးနှလုံးသူအချစ်ဝတ္ထုဖတ်တာတခါမှမတွေ့ဘူးလေထားပေမဲ့ကျမထွက်သွားဖို့ပြင်းနေတော့မှာပဲအရေးကြီးရဲ့အချက်တစ်ခုကိုရုပ်ပြည့်တတိယလိုက်တယ်ကျန်းကြားရွှေကအချစ်ဝတ္ထုမဖတ်ပေမဲ့သူသာပထမဆုံးစာမျက်နှာကိုလှမ်းလိုက်ရင်မျိုးသားဆက်ဆောင်ရဲ့နာမည်ကိုချက်ချင်းမြင်သွားမှာအထက်တန်းသုံးနှစ်အခန်း၈ကျန်းရွေချွမ်းတဲ့ကျမအသက်ရှူမှာသွားပြီးချက်ချင်းပြန်လှည့်ကြည့်လိုက်နေတယ်နေဦးကျန်းကြားရွှေကစာမျက်နှာကိုလှမ်းဖို့လုပ်နေတော့ရက်သွားပြီးကျမကိုနားမလဲတယ်လို့ကြည့်ရဲနင်းလဲလာတာဆိုတော့ငါလက်မှတ်ထိုးပေးမယ်လေသူစီကအဖြေကိုမဆောင်တော့ပဲစာအုပ်ကိုလူယူလိုက်ပြီးပထမစာမျက်နှာကကျန်းရွေချွမ်းဆိုတဲ့နာမည်ပေါ်မှာကျမရဲ့နာမည်ကိုထပ်ပြီးချစ်ကလက်မှတ်ထိုးခဲ့လိုက်တဲ့နာမည်ကိုတေချာဖုံးလိုက်ပြီးမှစိတ်အေးသွားပေမဲ့ခေါင်းမကြည့်လိုက်တော့အဝင်းကျစ်တစ်ခုလုံးကတိတ်ဆိတ်သွားပြီးအားလုံးကကျမကိုအံ့ဩတကြီးကြည့်နေကြတယ်ကိုကြီးကပြောင်းစီစီနဲ့ပြောတယ်နေရွှေရနေကအခုတကယ်ကိုမျောလင့်မထားတဲ့ပုံစံဖြစ်နေတာပဲတော်တော်ပြောင်းလဲသွားတာပဲကျမလက်တွေတုံသွားပြီးရင်ထဲမှာအရင်ကလိုနာကျင်မှုတွေပြန်ပေါ်လာတယ်ဟုတ်ပါတယ်ကျမပြောင်းလဲသွားပါပြီအရင်ကကျမကအရန်အေးရတဲ့သူစကားတစ်လုံးပြောဖို့တော့အကြာကြီးစဉ်းစားရတဲ့သူကျန်းကြားရွှေကိုကြိုက်ခဲ့တော့ကဆိုသူ့ကိုစကားတစ်ခုပြောနိုင်ဖို့စိတ်ထဲမှာအချိန်ချင်းလေ့ကျင့်ခဲ့ရတာကျန်းကြားရွှေကိုသွားပြီးဖွင့်ပြောရတဲ့အခြားမိန်းကလေးတွေနဲ့ရှင်ရင်ကျမကခီးခွန်ထဲမှာပုံနေတဲ့ခီးယူလေးတစ်ကောင်လိုပဲအခုကျမပို့ပြီးတက်ကြော်လာအောင်စူးစမ်းခဲ့တဲ့လူစိမ်းတွေကြားမှာတော့စကားတွေအများကြီးပြောနိုင်နေပြီးထားပေမဲ့ကျန်းကြားရွှေရှိရောက်ရင်ဘာလို့ကျမကအရင်လိုအတုံးမကျတဲ့လင်းရွှေရကဲဖြစ်သွားရတာလဲရင်ထဲမှာဝမ်းနေလာပေမဲ့ကျန်းကြားရွှေကဥယျာဉ်ရဲ့စကားကိုခက်ပြောလိုက်တယ်ကျေးဇူးပဲငါတေချာဖတ်ပါမယ်သူကျမစီကစာအုပ်ကိုယူလိုက်ပြီးကျမကိုတစ်ချက်တောင်ထပ်မကြည့်တော့ပဲလှည့်ထွက်သွားတယ်ကျမလည်းစိတ်ကိုပြန်ထိနိုင်မိတယ်ဝမ်းကွဲအမကဂျားရီကနေစတားလန်းချောင်းပဲပြီးတယ်ရွှေရနင်းပေချင်းကိုဘယ်တော့ပြန်มาလဲနောက်ရက်အနေငယ်နေရင်ပြန်မယ်မင်္ဂလာပွဲအပြီးမှာကျမဝမ်းကွဲအမကိုပူပြီးလက်ဖွဲ့ငွေတွေစည်ရင်မှတ်ပေးနေတော့အမကထူရဲတဲ့စာရေးတစ်ခုကိုကင်ပြီးပြောတယ်ကမင်းကလေးကတကယ်ပဲငါယောက်ျားရဲ့အထက်လူကြီးသမီးဆိုတော့မတူဘူးနော်ကြည့်အောင်လက်ဖွဲ့ငွေတွေငါးလုံးတောင်သူမင်္ဂလာဆောင်ရင်ငါလည်းအဲ့ဒီထက်တစ်ဝက်လောက်ပူပြီးပြန်ပေးရတော့မယ်ကျမလက်တွေရက်သွားတယ်သူမင်္ဂလာဆောင်တော့မှာလားအင်းငါယောက်ျားပြောတာတော့ကမင်းကလေးနဲ့ဟိုကျန်းရှိနေကြီးတို့ကအိစားတွေအကုန်စင်ပြေနေပြီးတဲ့လာမယ့်နေ့ဆိုလက်ထက်ကြတော့မယ်ထင်တယ်ကျမရဲ့နှလုံးသားကိုတစုံတစ်ယောက်ကညှစ်ထားတယ်လို့ခန်းစားလိုက်ရတယ်ဟုတ်လားတို့ပဲတိုးတိုးလေးဖြေလိုက်မိရဲ့အဲ့ဒါဆိုရင်လည်းကောင်းတာပေါ့အဲ့ဒီညကကျမအိမ်မပြောခဲ့ဘူးနောက်ရက်ကအထက်တန်းကျောင်းရဲ့အနှစ်တရပြေးကျောင်းတော်ရဲ့ပဲကျောင်းထဲမှာလူတွေအများကြီးရှိနေပေမဲ့ကျန်းကြားရွှေကိုကျမချက်ချင်းပဲမြင်လိုက်တယ်
သူတယောက်ထဲရက်နေတာတစ်ပင်ရိပ်တွေကြားကနေအောင်ကြီးကသူ့အပေါ်တားနေတဲ့ပုံစံကအရင်ကအေးဆက်ပြီးတောက်ပတဲ့လူငယ်လေးတိုင်းပဲကျမသူ့စီကိုရှောက်သွားမိရဲ့ကျန်းကြားရွှေဒီနေ့ငါဟောပြောပွဲလုပ်ပေးဖို့ရှိရဲ့သူကအမတ်တနဲ့ကြောင်းပြီးခဲ့တဲ့သူဆိုတော့အခုလိုအောင်မြင်နေချိန်မှာဟောပြောပွဲလုပ်ခိုင်းတာမဆန်းပါဘူးဒါပေမဲ့အဲ့ဒီစကားပြောပြီးနောက်မှာကျမတို့နှစ်ယောက်ကြားမှာအေးဆက်ဆက်နဲ့တိတ်ဆိတ်သွားပြန်တယ်အဲ့ဒီအချိန်မှာကျောင်းသားအုပ်စုတစုစပွဲတွေတည်သွားတာကိုတွေ့တော့ကျမကစကားဆက်လိုက်တယ်ဒါဘာလို့နေကြတာလဲဆရာတယောက်ကရှင်းပြရဲကျောင်းဆောင်တစ်ကတုံးဝေးရပြီဆိုတော့ဒီကျောင်းဆောင်ဟောင်းကိုခဏနေထူလို့မှဒါကြောင့်စပွဲနဲ့ကလပ်ထိုင်တွေကိုအပြင်ထုတ်ခိုင်းထားတာနင်တို့သွားကြည့်ချင်ရင်အခုသွားကြည့်လိုက်ဦးနောက်ဆိုနေရတော့မှမဟုတ်ဘူးကျမသွားကြည့်ချင်တယ်ဒါပေမဲ့ကျန်းကြားရွှေကိုကြည့်လိုက်တော့သူကငါသွားကြည့်မလို့နေလိုက်မလားလို့မေးတယ်သူငင်းမယ်လို့ထင်ထားပေမဲ့သူကအင်းလို့ခေပြီးကျမနောက်ကလိုက်လာခဲ့တယ်အရှင်ကစာသင်ခန်းထဲကိုရောက်သွားတဲ့အခါအထက်တန်းကျောင်းလုံးကအချိန်တွေကိုပြန်ရောက်သွားတယ်လို့ပဲကျမရဲ့အရင်ကစပွဲကိုချက်ချင်းရှာတွေ့သွားတယ်ဒါငါစပွဲပဲကြည့်ဦးမင်းမငါထွင်းထားတဲ့စာလုံးတွေအောင်ရှိသေးတယ်ကျမငုံကြည့်လိုက်ပြီးတော့စပွဲဘေးကအစင်းကြောင်းနေကြမှာကျမခဲရန်နဲ့အချိန်ချင်းထွင်းခဲ့တဲ့နာမည်ကအထင်ရှားရှိနေတော့ပဲကျန်းကြားရွှေရဲ့အဲ့ဒီတုန်းကအတန်းထဲမှာပြောစမဲ့ရှိရာကဥစပွဲဘေးမှာကူချီရတဲ့သူနာမည်ကိုထွင်းထားရင်သူကနေ့ရဲ့စိတ်ကိုသိလိုက်မိတဲ့ကျမချက်ချင်းပဲခန္ဓာကိုယ်နဲ့အဲ့ဒီနာမည်ကို꿰လိုက်တယ်ငါတို့အဲ့ဒီတုန်းကတကယ်ကိုပောက်ပြရတွေလုပ်ခဲ့ကြတာနော်လို့ပြောပေမဲ့ကျန်းကြားရွှေကတော့တနေရာကိုငေးကြည့်နေပြီးကျမစကားကိုဂိမ်းမဆိုင်နေတဲ့ပုံပဲကျမစိတ်သက်သာရသွားပေမဲ့ရင်ထဲမှာတော့နည်းနည်းဟာသွားတယ်ကြည့်ပြီးပြီဆိုတော့သွားရအောင်ကျန်းကြားရွှေကအကြည့်ကိုပြန်နှွဲလိုက်ပြီးအေးလို့ခေတယ်ကျမကရှေ့ကနေထွက်သွားချိန်မှာကျန်းကြားရွှေကအခန်းထဲကနေမထွက်ခင်ထောင်းကစပွဲတစ်လုံးကိုလှည့်ကြည့်လိုက်မိတယ်အဲ့ဒီစပွဲဘေးမှာတော့နင်းရွှေရဆိုတဲ့နာမည်ကိုထွင်းထားတာရှိနေတယ်ကျောင်းဆောင်မြင်ကိုရောက်တော့ကျမတို့ကြားမှာပြောစရာစကားမရှိပြန်ဘူးကျမကအနီးခတ်တာကိုဖြောက်ခုညောင်မင်းကြီးကိုကြည့်ပြီးပြောလိုက်တယ်အရှင်ကအားကစားပွဲလုပ်ရင်ငါတို့အတန်းကဝင်းနေရရင်ဒီတစ်ခါကငါလှည့်ပြီးတော့အခန်းနဲ့ပြန်ပဲဒီတစ်ပင်အောင်မှာဝတ္ထုဖက်ရင်အိတ်ပြော်သွားတာအဲ့ဒီတုန်းကတယောက်ကငါ့ကိုအင်ဂျီချုံပေးတယ်လို့ပဲဒါပေမဲ့နိုးလာတော့ဘာမှမရှိဘူးကျမရင်ရင်ပြောလိုက်တယ်ငါဘာသာစိတ်ကူးရင်နေရထင်တယ်စိတ်ကူးရင်နာမဟုတ်ဘူးကျန်းကြားရွှေရဲ့စကားကြောင့်အချိန်တွေရက်တန့်သွားတယ်လို့ပဲအဲ့ဒါစိတ်ကူးရင်နာမဟုတ်ဘူးကျမတောင်သွားပြီးသူ့ကိုချက်ချင်းလေးကြည့်လိုက်မိရဲ့ဒါပေမဲ့သူစကားမဆုံးခင်အတန်တခုကြားရဲကဝင်လာတယ်ကြားရှိဘာရီပြောနေကြတာလဲကုရီကပြုံးရွှင်စွာနဲ့ရောက်လာပြီးကျန်းကြားရွှေရဲ့လက်မောင်းကိုချိလိုက်တယ်ကျန်းကြားရွှေရဲ့မျက်နှာကလည်းချက်ချင်းနူးညံ့သွားပြီးအရင်ကအကြောင်းတွေပြောနေတာနှုတ်ပြန်ပြောတယ်အရင်ကအကြောင်းတွေငါရောပါလားကုရီကိုမြင်လိုက်ရတဲ့အချိန်မှာပဲကျမရဲ့ရင်ခုန်တန်တွေကချက်ချင်းပြန်အေးဆက်သွားတယ်ငါဘာရီရှောက်ပေးနေရလဲကျန်းကြားရွှေမှာစစ်တူရှိနေပြီပဲပြီးတော့သူအစကတည်းကကြိုက်ခဲ့တာကုရီတယောက်ထဲလေကျမအထက်တန်း3တန်းလုံးကပိတ်ရတစ်ခုကိုတတိယသွားတယ်ကျန်းကြားရွှေကကျမကိုစာကြည့်တိုင်မှာစာတူတူလုပ်ဖို့ချင်းခဲ့တာကျမတညလုံးပျော်နေခဲ့တာပေါ့ဒါပေမဲ့ကောက်လိုက်တော့ကုရီကကျန်းကြားရွှေကိုမျက်နှာနီနီနဲ့ဝင်းခံနေတာကိုမြင်လိုက်ရလို့ကျမထွက်ပြေးခဲ့ရတယ်အဲ့ဒီညကကျမကုရီစီကိုတတိငွေပြီး message ပို့ခဲ့တယ်နင်းနဲ့ကျန်းကြားရွှေတို့တွဲနေကြပြီလားလို့ကုရီကချက်ချင်းပြန်ပို့တယ်သူကငါတို့ငယ်ပါသေးတယ်အဲ့တူရောက်မှပြောကြမယ်တဲ့တကယ်တော့အဲ့ဒီချိန်ကလေးကကျမစိတ်ကိုခက်ခဲတင်တာကျမအားတင်းပြီးပြုံးပြလိုက်တယ်ဘာမှမဟုတ်ပါဘူးနားမှာတိတ်ဆရှိလို့အရင်သွားလိုက်အောင်မယ်သူတို့ကြံပြောတာကိုတော့မဆောင်တော့ပဲကျမချက်ချင်းလှည့်ထွက်လာခဲ့တော့တယ်အင်ဂျင်ရောက်တဲ့အခါအထက်တန်းလုံးကအတန်းတောင်းဆောင်စီက message ဝင်လာတယ်သူတို့မိသားစုအသက်ဖွင့်တဲ့အပန်းချီဟိုတယ်မှာတငယ်ချင်းတွေစုပြီးလူစုကြရအောင်နဲ့တငယ်ချင်းတွေနဲ့မတွေ့တာလဲကြားပြီးဆိုတော့ကျမသဘောတူလိုက်မိတယ်နောက်ရက်မှာချင်းထားတဲ့အတိုင်းအပန်းချီဟိုတယ်ကိုရောက်သွားတော့တကားဖွင့်လိုက်တာနဲ့ကျန်းကြားရွှေကိုတွေ့လိုက်ရတယ်ခင်ထားတဲ့အတိုင်းပဲသူ့ဘေးမှာကုရီထိုင်နေတာပေါ့ကျမပုတ်ပုတ်ကိုထောင်ပြုံးကြီးပြုံးလိုက်မိပြီးကျန်းကြားရွှေနဲ့ဝေးတဲ့နေရာမှာဝင်ထိုင်လိုက်တဲ့သူငယ်ချင်းတယောက်ကအားတက်တရောနဲ့အရက်တစ်ခွက်လာတိုက်တယ်မတွေ့ရကြပြီနော်နင်းရွှေရတစ်ခွက်လောက်တောက်ရအောင်ကျမလက်ကပြလိုက်ပြီးမတောက်တော့ဘူးဒီနေ့အဆင်မပြေလို့လူနင်းလိုက်တော့သူကလည်းနားလည်ပေးပြီးချက်မတိုက်တော့ပါဘူးခဏနေတော့ကျမရင်နှွေးရှာဖို့ဟိုဒီကြည့်နေတော့ကျန်းကြားရွှေကဝန်ထမ်းကိုလန်းလန်းခေါ်လိုက်တာတွေ့လိုက်ရတယ်ဒီဘက်ကအမျိုးသမီးတွေအားလုံးအတွက်ရင်နှွေးတစ်ခွက်စီပေးပါဦးကျမအံ့ဩသွားတဲ့အချိန်မှာပဲအတန်းတောင်းဆောင်ကရေပြီးနောက်လိုက်တယ်ဟောဘလူဖြစ်တာလဲငါကဥရီကိုအရင်နည်းနည်းတိုက်မိရနဲ့မင်းကစိတ်ကူသွားတာလားသူ့အတွက်ပဲရင်နှွေးမှာပေးရင်တိတာမှဆိုလို့လူတိုင်းကိုပါမပေးတာလားအားလုံးပဲကြည့်ကြဦးဟေ့အတန်းတောင်းဆောင်ကလည်းဘာလို့ငါကြားရွှေကိုပဲကြည့်ပြောနေရလဲလို့ဥရီကဝင်ပြောတော့အားလုံးကဝိုင်းစားကြတယ်အိုးနင်းကြားရွှေရဲ့လားအေးပါမင်းကြားရွှေကိုမနှိမ့်ဆက်တော့ပါဘူးကျန်းကြားရွှေကလည်းအဲ့ဒီလိုနောက်ပြောင်သားတွေကိုလက်ခံပြီးငင်းနဲ့အမူအရာမျိုးပြတတ်တာပဲလားသူကငူလာတရေကစကားနေတာမဟုတ်ပဲအဲ့ဒီလိုတက်ကြတဲ့ပုံစံကိုကျမရှိမှတခါမှမပြခဲ့တာပဲလို့ကျမသတိထားမိလိုက်တယ်ကျမအကြည့်လွဲလိုက်ပြီးရင်နှွေးကိုပဲတငုံတောက်လိုက်တယ်ရင်နှွေးကဘိုက်ကိုနှွေးစီပေမဲ့ရင်ထဲကဟာနေရကိုတော့မထီစီးပေးနိုင်ဘူးခဏနေတော့အတန်းတောင်းဆောင်ကဒိန်းစောကြမယ်ဆိုပြီးယူရီကိုအုပ်စုခွဲခိုင်းနေကျန်းကြားရွှေနဲ့ကျမကတအုပ်စုရဲကြသွားတာပေါ့အတန်းတောင်းဆောင်ကနိုင်လို့ပြီးကျန်းကြားရွှေကိုစမိတယ်နင်းရွှေရအကြိုက်ဆုံးအသီးကပါလေတရတီနင်းရွှေရအကြိုက်ဆုံးမင်းသားကဘာတူလဲမိုက်ကယ်ဂျက်ဆင်မိကုန်းတွေအများကြီးကိုကျန်းကြားရွှေကမြင်မြင်နဲ့မမှန်ထီသွားနိုင်တော့အတန်းတောင်းဆောင်တောင်အံ့ဩသွားတယ်မထင်ရဘူးနော်မင်းတို့တော်တော်ရင်းနေတာပဲအရင်တုန်းကငါတို့ကို꿰ပြီးအိတ်ကိတ်လေးစကားတွေအများကြီးပြောခဲ့ကြတာလားဒါကနောက်ပြောင်တာဆိုပေမဲ့ကျန်းကြားရွှေရဲ့ခေရီကြောင့်ကျမရင်ထဲမှာထူဆန်းတဲ့ခံစားချက်တစ်ခုဖြစ်ပေါ်လာတယ်အဲ့ဒီအချိန်မှာပဲကုရီရဲ့မျက်နှာကက်သွားတာကိုကျမသတိထားမိလိုက်တယ်ကျမချက်ချင်းပဲထည့်လိုက်ပြီးတောင်းပန်ပါတယ်ကျမတန်းစင်ကခဏသွားလိုက်အောင်မယ်လို့ပြောပြီးခက်ပြေးတယ်လို့ထွက်လာခဲ့မိတယ်ကျမထွက်သွားတော့ကျန်းကြားရွှေကခုံမတိတ်တိတ်လေးကျန်ရစ်ခဲ့ပြီးအရက်ခွက်ကိုအတိစိတ်မရှိပဲပုတ်နေမိရဲ့အဲ့ဒီအချိန်မှာသူ့နောက်ကတငယ်ကြီးတယောက်ကအခုံးကိုနားပုတ်ပြီးပြောတယ်တခြားလူတွေမသိပေမဲ့ငါကတော့ပုံမြင်နေရတော့အရင်ကနေရွှေရအတွက်မနေ့စာနေ့တိုင်းဝယ်ပေးရမင်းမဟုတ်လားဆောင်မေးပွဲတိုင်းမှာသူ့ကိုကူညီပေးတာရောသူ့ရဲ့နေမကောင်းဖြစ်တဲ့ရက်တွေအထိမှတ်ထားပြီးရင်နှွေးခွက်ထဲရင်နှွေးဖြည့်ပေးတတ်တာရောကျန်းကြားရွှေမင်းနောင်သေးရလားအဲ့ဒီတုန်းကမင်းရဲ့စိတ်ကိုမဖွင့်ပြောခဲ့မိတာကိုကျန်းကြားရွှေကအရက်ခွက်ကိုကင်ထားတဲ့လက်တွေတင်းသွားပြီးမှရဲလျှော့လိုက်တယ်ဟုတ်ရင်ကောဘာထူးမှလည်းအကုန်လုံးကအသိဖြစ်သွားပြီပဲအဲ့ဒီညကကျမအိမ်မပြောခဲ့ဘူးနောက်ရက်မှာတော့အစီအစဉ်တိုင်းတောင်တက်ဖို့ထွက်လာတဲ့အခါကျန်းကြားရွှေနဲ့ကုရီရိုးကိုတွေ့လိုက်ရပြန်တယ်ဆိုပြီးမှတော့အတူတူတောင်တက်ခဲ့ကြတာပေါ့နန်းတစ်ဝက်မှာကုရီကမြင်လာငါပြောသားပဲမနက်ခင်းရှုကင်းကအနာဆုံးပါဆိုငါကြောင့်တောင်မဟုတ်ရင်နေတာတွေကိုမြင်ရပါမလားလို့ကျန်းကြားရွှေကိုပြောနေရဘူးကျမနောက်ကနေတိတ်ကိတ်လေးလိုက်ခဲ့မိရဲ့ကျမကတော့မိတီကြီးတစ်လုံးလိုဖြစ်နေတာပေါ့
ရုပ်ပြည့်ကျန်းသားရွှေကကျမဘက်ကိုလှည့်ကြည့်ပြီးမေးတယ်နင်းဝမ်းခွဲ MSC ကကြားတယ်နင်းဝတ္ထုကထပ်ပြီးရန်နေရတော့မယ်ဆိုစာချုပ်ပေးပါရီတိတိကျကျလက်မှတ်ထိုးခဲ့ရင်လားကျမအံ့ဩသွားမိတယ်သူကရှိနေဆိုတော့ဒါတွေကိုစိတ်ဝင်စားတာမဆန်းပါဘူးစာချုပ်ကတော့ထုတ်ဝေသူဘက်ကလုပ်ငန်းစဉ်အတိုင်းသွားနေတာပါစာချုပ်ချုပ်ရင်အကျိုးမြတ်ခွဲဝေမှုနဲ့မူပိုင်ခွင့်တက်တန်းတွေကိုတိတိကျကျသတိထားဦးသူများလိန်နာမခံရစေနဲ့ကျမလည်းစိတ်ဝင်စားသွားပြီးဒါဆိုရင်ရှိနေတယောက်မှားထားရင်ပိုကောင်းမလားလို့ပြန်မေးမိတယ်ကျန်းသားရွှေကတခုခုထပ်ပြောဖို့နှုတ်ကုန်းမှာပဲကုရီကကြားထဲကနေဝင်းနှုတ်ဆက်လိုက်တယ်ကြားရွှေငါစီတော့ခောက်သွားပြီထင်တယ်လမ်းဆက်မလျှောက်နိုင်တော့ဘူးကျန်းသားရွှေကချက်ချင်းမဲ့သူ့ကိုစစ်ဆေးပေးပြီးသူ့ရှေ့မှာကုန်းပေးလိုက်တယ်လားငါကြောပိုးပြီးတောင်းအောင်ဆင်းပေးမယ်ကျမတို့၃ယောက်တောင်အောက်ကိုပြန်ဆင်းလာခဲ့ကြတယ်ကျန်းသားရွှေကကုရီကိုကြောပိုးပြီးဆင်းသွားတာကိုကြည့်ရင်အရင်ကအမတ်တရတစ်ခုပြန်ပေါ်လာတယ်အထက်တန်းတုန်းကအားကစားပွဲမှာကျမမိသားရှေ့ရပြေးရင်ပန်းဝင်ခါနီးမှာလဲကျသွားခဲ့တယ်အဲ့ဒီတုန်းကလည်းကျန်းသားရွှေကလူအုပ်ကြားထဲကနေထွက်လာပြီးကျမကိုစိတ်ကန့်ချိကြောပိုးပို့ပေးခဲ့တာအဲ့ဒီတုန်းကကျန်းသားရွှေရဲ့ကြောပြင်ကခံစားခဲ့ရတဲ့အနက်သက်လေးကကျမရဲ့ပြိုပေါ်ဝင်စားအစ်အဝတ်အတွက်အမှတ်သားတစ်ခုဖြစ်ခဲ့ရတာပေါ့ဟိုတရောက်တော့ကုရီကိုအခန်းထဲပို့ပြီးကျမတို့စေးသွားရှာကြတယ်အခန်းပြင်ထွက်လာတဲ့အခါကျန်းသားရွှေရဲ့အိမ်မှာချိတ်ထားတဲ့တော့ချိတ်လေးကိုမြင်လိုက်ရတယ်အဲ့ဒါကုရီကကျမကိုတစ်စင်သူ့ကိုပေးခိုင်းတဲ့လက်ဆောင်လေးတွေတစ်စက်နှစ်တောင်ကြာပြီးသူခုထိချိတ်ထားတော့မေးလားကျမမနေနိုင်ပဲမေးလိုက်မိတယ်ဒီတော့ချိတ်လေးကိုနေတကယ်တိတိကျကျတင်ထားတာပဲနော်အတက်အတိုင်းပဲကျန်းသားရွှေရဲ့အတန်ကရုပ်ပြည့်နူးညံ့သွားပြီးအရန်တန်မိုးထားလို့ပါတဲ့ဈေးရလာတော့ကျန်းသားရွှေကဖုံးဝင်လာလို့ကျမပဲဆေးဘူးယူပြီးကုရီစီအရင်ပြန်လာခဲ့တယ်စစ်လိမ့်ပေးနေတော့ကုရီကပြောတယ်ဒါနဲ့ရွှေရနင်းရဲ့ဖုန်းနံပါတ်လေးပေးပါဦးအခုပေးချင်းမှာပဲဆိုတော့စုံရတာတွေ့တာပေါ့နောက်လာနေငယ်နေငါနဲ့ကြားရွှေတို့စင်နွဲစရာကိစ္စကြီးတစ်ခုရှိသေးတယ်အဲ့ဒီကြရင်ထမင်းကျွေးမလို့ကိစ္စကြီးဆိုတာဝမ်းခွဲအမပြောတဲ့အတိုင်းသူတို့လက်ထက်ကြတော့မှဖြစ်မှာပါပေးချင်းကအရန်ကျေပါတယ်မလိုပါဘူးငါတို့နောက်ပိုင်းထက်မဆုံးဖြစ်တော့ရင်းနဲ့ဖြစ်တာပဲလို့ကျမကတိကျတာပြောလိုက်တယ်ကိုကြီးကဒါကိုတနည်းပြောနေကျမသိရပေါ့ဒါကြောင့်ကျမချက်ချင်းပဲနှုတ်ဆက်ပြီးထွက်လာခဲ့တယ်စင်ကြံတန်းမှာအတန်းကောင်းဆောင်နဲ့ဆုံတော့အိတ်ခံပေးတာကျေးဇူးတင်ပါတယ်ပေးချင်းမှာကိစ္စရှိလို့ငါအရင်ပြန်တော့မယ်လို့ပြောပြီးချက်ချင်းပဲထွက်လာခဲ့တယ်အတန်းကောင်းဆောင်ကကြောင်ပြီးကျန်းကျုံကျန်းကြရွှေနဲ့ဆုံတော့နင်းရွှေရဘာဖြစ်သွားတာလဲမသိဘူးရုပ်တရက်ကြီးကန်သွားပြီးလှူပြောလိုက်တော့ကျန်းကြရွှေကချက်ချင်းပဲဟိုတယ်ပတ်ဝတ်ကိုပြေးထွက်သွားတယ်ဒါပေမဲ့သူမြင်လိုက်ရတာကတော့တဖြည်းဖြည်းဝေးသွားတဲ့ကားတစ်စီးပဲရှိတော့တယ်ဟမ်းမထဲမှာကုရီကကျန်းကြရွှေကိုစောင့်နေပေမဲ့ကျန်းကြရွှေကငါလည်းကိစ္စရှိတာတတိယလို့နေမဲသူ့ကိုနှုတ်ဆက်ပေးလိုက်ပါလို့ပြောပြီးကားမောင်းထွက်လာခဲ့တယ်တစ်ဖက်မှာလည်းကျမကားပေါ်မှာရှူကင်းချီနေတော့အက်ဒီတာစီကဖုန်းဝင်လာတယ်ရှူရရုပ်ရှင်ဒရိုက်တာလူကြောက်လင်းကိုတည်လားသူကနိဝတ္ထုကိုရုပ်ရှင်ရိုက်ရှင်တို့ရဲ့ပေချင်းကိုအမြင်ပြန်လာခဲ့လူကြောင့်မင်းလွန်ခဲ့တဲ့နှစ်ကကျမအလုပ်တင်တရုပ်ဆောင်သွားလို့တုန်းကတငယ်ကြီးဖြစ်ခဲ့တဲ့သူပေါ့အခုသူနာမည်ကြီးသွားပြီဆိုတော့ကျမကအာနာလို့အဆက်အသွယ်မလုပ်ဖြစ်တာအခုသူကကျမဝတ္ထုကိုရုပ်ရှင်ရိုက်ရှင်နေဆိုတော့ကျမချက်ချင်းပဲပေချင်းကိုပြန်ဖို့ပြင်ဆင်လိုက်တယ်ခုချက်ချင်းပြန်လာခဲ့မယ်ကျမဖုန်းချပြီးည8 နာရီလေးရင်လက်မှတ်ကိုချက်ချင်းဝယ်လိုက်တယ်ဝမ်းခွဲအမကကျမပြန်တော့မယ်ဆိုတော့လက်ဆောင်ပစ္စည်းတွေလိုက်ဝယ်ပေးရင်းနဲ့ခောက်ဆွဲဆိုင်တစ်ဆိုင်ရှိကိုရောက်သွားတယ်အဲ့ဒီဆိုင်ကကျောင်းလုံးကကျန်းကြရွှေနဲ့ကျမအနည်းလာစားနေကြဆိုင်ပဲဆိုင်ရှင်အန်တီကကျမကိုမှတ်မိနေတော့မယ်သမီးလေးမတွေ့ရကြပြီနော်အရင်ကသမီးနောက်မှာအမြဲလိုက်နေကြပါမေရောသူကသမီးနဲ့တပုံစံနဲ့အမေသားခောက်ဆွဲပေးမှာစားပြီးသမီးကိုခိုးကြည့်နေကြလေအန်တီကတော့သမီးတို့ချစ်သူတွေဖြစ်နေပြီထင်တာကျမတကူလုံးတောင်သွားမိရဲ့ကျန်းကြရှိကလားမချစ်နိုင်ပါဘူးအန်တီမရာနေမှာပါဝမ်းခွဲအမကလည်းမထင်ရဘူးနော်နင်းရွှေရနဲ့မှာဒီလိုချစ်ဟောင်းမရှိခဲ့တာလားလို့နောက်တော့ကျမပေါင်းခါပြီးအကုန်လုံးကအတိတ်ဖြစ်သွားပါပြီလို့ပဲထိလိုက်တယ်ဈေးဝယ်ပြီးတော့ဝမ်းခွဲအမကိုကျမလုပ်စရာလေးနည်းနည်းရှိသေးတယ်အမအရင်ကျန်းနေတော့လေမြင်မြန်လုံးတော့လေရင်နောက်ကျသွားဦးမယ်ဟုတ်ကဲ့ပါလို့ကျမအလင်းမြန်ကလေးပေးလိုက်ပြီးလှည့်ထွက်လာခဲ့တဲ့ဆိုင်ရှင်အန်တီကမိဖို့ကြောင့်လည်းပြန်ဝင်ဖို့လုပ်တော့ကျန်းကြရွှေရောက်လာတယ်မင်းချီတန်းနောက်ကျသွားပြီးမင်းရင်ကကောင်မလေးလေးမင်းနဲ့အတူတူလာနေကြကြောင်းသူလေးကစောနသားမထွက်သွားတာလို့ပြောလိုက်တယ်ကျမညောင်းမင်းအောက်မှာစောင့်ကြောင်ထိုင်ပြီးညီကြီးကိုဘီယူဒဆိုင်တူလိုက်တယ်လွန်ခဲ့တဲ့10နှစ်ကကျန်းကြရွှေနဲ့ကျမဒီနေရာမှာအချိန်တောင်နေတခုမြုပ်ခဲ့ဘူးလေအဲ့ဒီတုန်းကတော့အတူတူပြန်ဖွင့်ကြမယ်လို့အတိပေးခဲ့ပေမဲ့အခုသူ့ပုံစံကိုကြည့်ရတာဒါတွေကိုလုံးဝမှတ်မိတော့မှာမဟုတ်ပါဘူးကျမအဲ့ဒီဘူးလေးကိုဖွင့်လိုက်တဲ့အခါထဲမှာဝါချင်းချင်းဖြစ်နေတဲ့စာတိုလေးနှစ်ဆောင်ရှိနေတော့မယ်တစ်ဆောင်ကကျန်းကြရွှေရဲ့စာနောက်တစ်ဆောင်ကကျမရဲ့စာကိုအရင်ဖွင့်ကြည့်လိုက်တော့ရင်းနှီးနေတဲ့ကိုယ်လက်ရေးလေးကိုမြင်လိုက်ရတယ်10နှစ်နောက်ပိုင်းကနင်းရွှေရနေကောင်းလားမေးပြရစီဦးနင်းအထက်တန်းမစင်းခင်မှာကျန်းကြရွှေကိုဖွင့်ပြောခဲ့လားနင်းတို့နောက်ဆုံးတော့အတူတူရှိနေကြပြီလားတကယ်လို့ဘာမှဖြစ်မလာခဲ့ဘူးဆိုရင်ရောနင်းရွှေရနဲ့အခုထိသူ့ကိုချစ်နေတော့မဲလားကျမရဲ့ညုံဝန်းတွေရုပ်ပြည့်ရနေရဲလာတယ်ပြီးတော့စာရွက်ပေါ်မှာအဖြေကိုအလေးနဲ့ပြန်ရေးလိုက်တယ်10နှစ်မတိုင်ခင်ကနင်းရွှေရနေကောင်းလားနင်းဖွင့်မပြောခဲ့ဘူးကျန်းကြရွှေနဲ့လည်းအတူတူမရှိခဲ့ပါဘူးနင်းဟာသူ့ရဲဘောကြောင့်နဲ့သူတယောက်ပါချစ်လားမချစ်လားဆိုတာနဲ့ပတ်သက်ရင်တော့အရာအားလုံးကအတိတ်ဖြစ်သွားပါပြီမဟုတ်လားနင်တို့နှစ်ယောက်လုံးမှာကိုစီဘဝအတိတ်တွေရှိနေကြပြီပဲနောက်ဆုံးစာကြောင်းကိုရေးပြရတဲ့စာရွက်ကိုအချိန်တောင်နဲ့ပြန်ထည့်လိုက်တယ်ပြီးတော့ကျန်းကြရွှေရဲ့စာရိုလေးကိုကြည့်ပြီးခဏလောက်ပဲဝင်နေမိပေမဲ့နောက်ဆုံးတော့မဖွင့်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်ဒါကတဘာဝအတိုင်းဆွေးမြေ့သွားမဲ့အချိန်တောင်မျိုးဆိုတော့ကျမတူထုတ်လိုက်တဲ့အချိန်မှတော့အချို့စာလုံးတွေကမပြည့်ပြင်းတော့ဘူးမကြခင်မှာပဲအရာအလုံးဟာမြေမုံအဖြစ်ပြောင်းလဲသွားတော့မှာပါကျမအချိန်တောင်ကိုငါနေရာမှာပဲပြန်မြုပ်နှံလိုက်ပြီးမတရက်ကလက်မပေးနေတဲ့ညီကြီးတွေကိုခါလိုက်ခဲ့ပြီးတော့နောက်ကိုလှည့်မကြည့်ပဲထွက်လာခဲ့တော့တယ်နိုင်ဝက်လောက်ကြာပြီးနောက်မှာတော့ကျန်းကြရွှေကဒီနေရာကိုရောက်လာတယ်သူကတယောက်ထဲလာတာပါအဲ့ဒီအချိန်မှာသူကတငယ်ချင်းတယောက်နဲ့ဖုန်းပြောနေတော့မယ်ကျန်းကြရွှေမင်းဒီတစ်ခေါက်အင်ကန်နာမင်းရဲ့ခိုင်ကုန်းဖုန်းမလေးနဲ့တွေ့ကြလားကျန်းကြရွှေကညီကြီးတူးဆော့ထားတာကိုမြင်လိုက်ရပြီးခဏလောက်ကြောင်သွားတယ်ပြီးမှသူကပြန်ဖြေတယ်တွေ့ခဲ့တယ်နှုတ်ဆက်ရုံပဲနှုတ်ဆက်လိုက်ရတယ်